ကွယ်လွန်သူဒေါက်တာဦးမောင်မောင်အေးအားရည်စူး၍ဇနီးဒေါ်တင်တင်ရီနှင့်သားသမက်ဦးဝင်းမြင့်ဟန်သမီးဒေါ်ကျင်နာ၏မိသားစု USA မှကြက်တရုတ်ထမင်းကျော်ပွဲတရားကိုစကိုင်းမျိုးရှင်ရှမ်းဘိုးဘွား၏တမရှိတဲ့အဖိုးအဖွားများအတွက်မနက်စာအာဟာရဒါနကုသိုလ်အလူလေးအဖြစ်လူဒန်းနဲ့အလူမတ်တန်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာအဝေးကနေပြီးတော့အမြဲတမ်းယုံကြည်စွာနဲ့ကျွန်တော်တို့ရဲ့သတိကာလာဖူရန်တွေမှာအော်ရာမာယူအားပေးပြီးတော့ကုသိုလ်ရေးမှာလည်းဝေယဝိဆကုသိုလ်လောဝဒါနကုသိုလ်လေးတွေရအောင်ပါဝင်ကူညီဆောင်ရွက်ခွင့်ပေးပါတော့အလူရှင်မိသားစုများအားလုံးကိုသတိကာလာဖူရန်တွေမိသားစုမှာကျေးဇူးအများကြီးတင်ပါတယ်ဗျာဒီနေ့အာဟာရဒါနကိုရှင်မိသားစုများနှင့်ဝေယဝဆကိုရှင်များအားလုံးသံမာကြပါစေသံသာကြပါစေဒီယခတိဒီကြပါစေဒေါရခတိဒီကြပါစေလုံးစိန်ဝမ်းဒီချမ်းသာပါစေစီပွားလာတုတ္တခါလူဒါနများပွားဆောင်ရွက်နိုင်ပါစေလာမြောက်တဲ့အရွယ်ကလေးကလေးလောကရန်ကိုရင်ဆိုင်တွေ့ကြုံခဲ့ပါပဲနေ့တစ်ခါတာကြီးတလဲရဲ့နဲ့တမှုရိယာနဲ့မှာခြေလေကျဆာကမလန်းနိုင်ရှာပဲလောကဓမ္မရာတောကအဖျားဖျားကြုံခဲ့ရပြီချစ်တော်ဖေဖေချစ်တော်မေမေမတွေ့ရကြလေးလေးပေါ်ရွေးတရိယာလေးလေးရင်နိုင်လွယ်ဘွားကသာသမီများကအတိုးချကြတော့မရ